Manchester United အသင်းဟာ Crystal Palace ရဲ့ပြင်သစ်တိုက်စစ်မှု Mateta ကိုခေါ်ယူဖို့အတွက်ဆွေးနွေးမှုတွေပြုလုပ်နေပြီဆိုတဲ့သတင်းတက်လာပါတယ်။တိုက်စစ်မှုလိုအပ်နေတဲ့ Manchester United အသင်းအတွက်တော့သတင်းတွေအများကြီးထွက်နေတဲ့ဥရောပတလွှားကတိုက်စစ်မှုတွေကြားထဲကမှပြည်ရင်းလိမှာကစားနေတဲ့ player တယောက်ကိုချင်းကပ်တယ်ဆိုပြီးတော့သတင်းခိုင်ခိုင်မာမာထွက်လာတာပါ။ဒီတိုက်စစ်မှုနဲ့ပတ်သက်လို့ Manchester United ပရိသတ်တွေကတော့ high profile player မဟုတ်တဲ့အတွက်ကြောင့်အားမလို့အားမရဖြစ်သွားတာမျိုးတော့ရှိတယ်။သူတို့မှန်းထားတာက Victor Gyokeres တို့ Victor Osimhen တို့လိုမျိုးဥရောပမှာနာမည်ကြီးနေတဲ့ player တွေကိုသူတို့ကပို့လို့ချင်တာပါ။ဒါပေမဲ့လည်း Mateta ကခက်ညံ့ညံ့ကစားသမားတယောက်လို့တော့ပြောလို့မရဘူး။အထူးသဖြင့် Premier League မှာ Crystal Palace အသင်းနဲ့အတူတူပွဲပေါင်း140လောက်ကစားပြီးတော့44ဂိုးသွင်းထားတယ်။ဒီရာသီမှာလည်း form တော်တော်လေးမိနေတယ်။သွင်းကိုတွေကဆက်ပြီးတော့ပါနေတော့မယ်သူ့ရဲ့ professional ကစားသမားဘဝတစ်လျှောက်မှာလည်းဂိုးပေါင်း118ဂိုးသွင်းထားပြီးသွားပါပြီအရက်အမောင်းမြင့်မားတဲ့အသက်က28နှစ်ရှိပြီးအသက်25နှစ်အောက် player တွေနဲ့ပဲ fresh ဖြစ်သွားမယ်ဆိုတဲ့ ideology နဲ့တော့နည်းနည်းလေးကင်းကွာတယ်ဆိုပေမဲ့လက်တလောရှေ့တန်းမှာ fire power လိုအပ်နေတဲ့ Manchester United အသင်းအတွက်တော့ option ကောင်းတစ်ခုဖြစ်လာနိုင်တယ်လို့ပြောလို့ရတယ်နောက်တစ်ချက်ကတော့ high profile player ဟုတ်မနေတဲ့အချက်ပါပဲ Manchester United အသင်းကဖိအားအရန်များပြီးတော့တောင်းဆိုမှုတော်တော်လေးကြီးမားပါတယ်။ဒါသမျှ player တွေအကုန်လုံးရဲ့အကောင်းဆုံး output တွေကိုပရိသတ်တွေကမျှော်လင့်နေ media တွေရဲ့ဖိအားတွေလည်းရှိတယ်။ဒီလိုအခြေအနေမျိုးမှာအရန်ကြီး high profile မဟုတ်တဲ့ player တယောက်အနေနဲ့လွတ်နိုင်တာတွေလည်းရှိပါတယ်။ expectation တွေအရန်ကြီးပြီးတော့တပွဲနှစ်ပွဲလောက် form ပြတ်သွားတာနဲ့ဘုံနိုင်ကျဲပြီးတော့အပြောဆိုခံရမဲ့အခြေအနေကနေလည်းအတိုင်းအတာတစ်ခုထိတော့လွတ်မြောက်နိုင်ပါတယ်ကျွန်တော်ဆိုလိုတာကလုံးဝလွတ်မြောက်မယ်လို့တော့မပြောဘူး United ရောက်လာတဲ့ player ဘယ်သူမဆိုအနည်းနဲ့အများပဲကွာတယ် PR တွေဆိုတော့ရောက်လာတာပါပဲ Joshua Zirkzee တောင်မှပွဲဥရမှာဂိုးသွင်းတယ်နောက် 3-4 ပွဲလောက်ပျောက်သွားတာနဲ့စပြီးတော့ထောက်လျှောက်ခေါင်းမဖော်နိုင်အောင်ဖြစ်ခဲ့တာဆိုတော့ Mateta အနေနဲ့လည်းရင်ဆိုင်ရဖို့တော့ရှိတယ်တစ်ဖက်မှာကောင်းတာကကြတော့ Mateta ဒီ Premier League မှာကစားရင်းနဲ့အသင်းကြီးများစွာကိုဂိုးတွေသွင်းထားနိုင်ပြီးသားပြောရရင် proven ဖြစ်ပြီးသားပေါ့လေအသက်အရွယ်အတွေ့အကြုံအားဖြင့်လည်းအတိုင်းအတာတစ်ခုထိရှိပြီးသားလို့ပြောနိုင်တဲ့အတွက်ကြောင့်အသင်းသစ်မှာ adaptation တော့ကောင်းကောင်းလုပ်နိုင်လိမ့်မယ်တခြား league တွေကနေပြောင်းလာပြီးတော့ intensity ကိုမခံနိုင်လို့ဒဏ်ရာရတာတွေဘာတွေညာတွေကြက်ခံမှုမလိုက်နိုင်တာတွေအဲ့လိုကိစ္စမျိုးတွေမှာတော့အားသာချက်လေးရှိနေတယ်နောက်တစ်ချက်ကတော့ Danya record ပါ2019-2020ဘောလုံးရာသီနောက်ပိုင်းမှာ Mateta ဟာလုံးဝဒဏ်ရာရထားခြင်းမရှိပါဘူးဆိုတော့ဒဏ်ရာပြဿနာတွေနဲ့အမြဲတမ်းကြုံနေရတဲ့ Manchester United အတွက် Mateta ဒီအရန်ကြီးဆိုးရွားလှတဲ့ option တစ်ခုမဟုတ်ဘူးလို့တော့ကျွန်တော်ယူဆတယ် PR ကင်းနဲ့သူ့အလုပ်သူကောင်းကောင်းလုပ်နိုင်မဲ့ player မျိုးလို့လည်းကျွန်တော်ယူဆတယ်တကယ် star player တွေမှာကြုံရတတ်တဲ့ PR မျိုးတော့ Mateta ဟာရဖို့မရှိဘူးသတင်းတွေကတော့ထွက်နေတာပဲပေါ့နော်ဘယ်သူ့ကိုခေါ်မယ်ဘယ်ပြောင်းရွှေ့ကြီးဘယ် release clause ကိုပေးပြီးခေါ်မယ်ဘာညာတော့ထွက်နေတယ်အခုလည်း Mateta နဲ့ပတ်သက်ပြီးတော့ဆွေးနွေးတယ်ဆိုတဲ့အဆင့်ကိုပြောလာပြီကျွန်တော်ရဲ့ opinion အရဆိုလို့ရှိရင်တော့ပရိသတ်တွေဘက်ကတော့အရန်ကြီး hype နေတာမျိုးမဟုတ်ပေမဲ့ Mateta ဒီလည်း option ကောင်းတစ်ခုဖြစ်လာနိုင်ခြေတော့ရှိနေပါတယ်ပရိသတ်တွေရဲ့ fan favorite ဟုတ်မနေပေမဲ့ Mateta ဒီကြက်ခိုင်မှုအားဖြင့်တော့၎င်းသွင်းကိုအားဖြင့်တော့၎င်းPremier League နဲ့အသားကျမှုဘိုင်းဖြစ်တော့၎င်းသက်သေပြထားပြီးသားဖြစ်တယ်။နောက်တစ်ချက်ကတော့ပေါင်တန်း40လောက်ပဲကုန်နိုင်မှာဖြစ်တဲ့အတွက်ကြောင့် Manchester United ရဲ့သွားနေတဲ့ budget အနေထားအရလည်းတော်တော်လေးကို reasonable ဖြစ်တယ်လို့ပြောလို့ရပါတယ်။ရှေ့ဆက်ပြီးဘယ်လိုဖြစ်လာမယ်ဆိုတာတော့ဆက်ပြီးစောင့်ကြည့်ရအောင်မယ်။ပရိသတ်တွေအနေနဲ့လည်းကိုယ့်ရဲ့အမြင်ကိုပြောတော့လို့ရပါတယ်။ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျ။